အကယ်၍အီရန်နိုင်ငံကဟော်မုစ်ရေကြောင်းကြားလိုင်းကိုပိတ်လိုက်မယ်ဆိုရင်ကမ္ဘာတဝန်းလုံးအပေါ်ဘလို့တက်ရောက်မှုနဲ့ဖြစ်ပေါ်လာနိုင်မလဲဘယ်နိုင်ငံကအများဆုံးထိခိုက်နေတာမလဲဒီအကြောင်းကိုအရင်ဆုံးရှင်းလင်းထားလိုက်ကြရအောင်ဟော်မုစ်ရေကြောင်းကြားလိုင်းဆိုတာအီရန်အိုမန်နဲ့ UAE နိုင်ငံများကြားမှာတည်ရှိတဲ့အကျယ်တဝန်း33ကီလိုမီတာသာရှိတဲ့သေးငယ်တဲ့ရေကြောင်းလမ်းကြားတစ်ခုပါသေးငယ်တယ်လို့မြင်ရပေမဲ့ကမ္ဘာရေနံထုတ်လုပ်မှုရဲ့20%နီးပါးနေ့စဉ်ရေနံစီပေါင်းတန်း900လောက်ဒီလမ်းကြားကနေဖြတ်သန်းနေပါတယ်ဒီရေနံတွေဟာဘာဟာရှပင်လယ်ကမ်းရိုးတန်းပတ်ဝန်းကျင်ရှိအီရန်အီရတ်ကူဝိတ်ဘာရိန်းကာတာဆော်ဒီအာရေဗျနဲ့ UAE စတဲ့နိုင်ငံ၈နိုင်ငံကထွက်ရှိတာဖြစ်ပါတယ် UAE ဆော်ဒီအာရေဗျကူဝိတ်နဲ့ကာတာတို့အတွက်သူတို့ရဲ့ရေနံတင်ပို့မှု90%နီးပါးဟာဒီသေးငယ်တဲ့လမ်းကြားကိုပဲအားထားနေရပါတယ်အခုစဉ်းစားကြည့်ပါဒီလမ်းကြားကိုအီရန်နှပိတ်လိုက်မယ်ဆိုရင်ဘယ်သူတွေအကြီးမားဆုံးထိခိုက်မလဲပထမဆုံးထိခိုက်မဲ့နိုင်ငံကအိန္ဒိယဖြစ်ပါတယ်အိန္ဒိယဟာသူ့ရဲ့ရေနံလိုအပ်ချက်85%ကိုတင်သွင်းနေရပြီးအဲ့ဒီထဲက60%ဟာအရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့အီရတ်ဆော်ဒီအာရေဗျကူဝိတ်နဲ့ UAE တို့ကလာတာပါဒီလမ်းကြားပိတ်သွားမယ်ဆိုရင်လောင်စာဈေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားမယ်ရေနံနဲ့ဆက်နွယ်နေတဲ့လုပ်ငန်းအားလုံးထိခိုက်မယ်စက်ရုံတွေပိတ်သိမ်းနိုင်တယ်အလုပ်လက်မဲ့ထွင်နိုင်တယ်စီးပွားရေးကိုပြင်းထန်စွာလှုပ်ခတ်စေနိုင်ပါတယ်ဒုတိယအများဆုံးထိခိုက်မဲ့နိုင်ငံကတရုတ်ဖြစ်ပါတယ်တရုတ်ဟာကမ္ဘာပေါ်မှာရေနံတင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီးနေ့စဉ်ရေနံစီပေါင်းတန်း20လောက်တင်သွင်းပါတယ်တရုတ်ရဲ့ရေနံတင်ပို့မှု20%ဟာဟော်မုတ်ရေကြောင်းကြားလမ်းကနေဖြတ်တန်းလာတာပါတရုတ်ဟာရုရှားနဲ့အာရှအလယ်ပိုင်းနိုင်ငံများနဲ့ရေနံပိုက်လိုင်းကွက်တည်ဆောက်ထားပေမဲ့အဲ့ဒါတွေကသူ့ရဲ့စွမ်းအင်လိုအပ်ချက်20%တောင်မဖြစ်စီနိုင်ပါဘူးဒါကြောင့်ဒီလမ်းကြားပိတ်သွားမယ်ဆိုရင်တရုတ်စီးပွားရေးကိုပြင်းထန်စွာထိခိုက်စေနိုင်ပြီးတရုတ်စီးပွားရေးလွတ်ခတ်သွားရင်ကမ္ဘာတဝန်းလုံးအကျိုးသက်ရောက်မှုရှိလာမယ်တတိယအများဆုံးထိခိုက်မဲ့နိုင်ငံကဂျပန်ဖြစ်ပါတယ်ဂျပန်ဟာသူ့ရဲ့ရေနံလိုအပ်ချက်90%ကိုတင်သွင်းရပြီးအဲ့ဒီထဲက85%ဟာဟော်မုတ်လမ်းကြားကနေလာတာပါစတုထနေရာမှာဆော်ဒီအာရေဗျဖြစ်ပါတယ်ဆော်ဒီရဲ့ရေနံထောက်ရက်လောက်ဟော်မုတ်လမ်းကြားလာနေကမ္ဘာကိုတင်ပို့နေရပါတယ်အနှဲငယ်တာသူ့ရဲ့အနောက်ဘက်အနီးရေပင်လယ်ကမ်းရိုးတန်းကနေယူရိုပဘက်ကိုသွားနိုင်ပါတယ်ဒီလမ်းကြားပိတ်သွားမယ်ဆိုရင်ဆော်ဒီစီးပွားရေးကိုအလုံးအမင်းထိခိုက်မယ်နိုင်ငံတစ်ခုရဲ့ဝင်ငွေ80မှ90%တစ်ချိန်တည်းပျောက်ကွဲသွားလေဆိုရင်ဘာဖြစ်မလဲစဉ်းစားကြည့်ပါဆော်ဒီအတွက်လည်းအလားစီအန်ဒီရဖြစ်နိုင်ပါတယ်ထို့အပြင်ဆော်ဒီကစစ်တပ်ပို့ပြီးလမ်းကြားကိုပြန်ဖွင့်ဖို့စ조사နိုင်တဲ့အလားအလာလည်းမြင်တာပါတယ်အခြေအနေကိုပုံမှုဆိုးရွားစေနိုင်ပါတယ်ပင်စမတ်နေရာမှာပါကစ္စတန်ဖြစ်ပါတယ်ပါကစ္စတန်ရဲ့ရေနံ90%နီးပါးဟာဒီလမ်းကြားကနေရရှိပြီးနိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်29%ကိုဖြည့်ဆည်းပေးပါတယ်လမ်းကြားပိတ်သွားမယ်ဆိုရင်ဈေးနှုန်းတွေမြင့်တက်လာနိုင်တယ်ဒါပေမဲ့စိတ်ဝင်စားစရာအချက်တစ်ခုရှိပါတယ်ပါကစ္စတန်ဟာအီရန်နဲ့နယ်ဖက်ချင်းဆက်သွဲထားပြီးအစိုးရအစီရင်ခံများအရပါကစ္စတန်ရဲ့ဒီဇယ်35%ခန့်ကအီရန်ကမဟုတ်မမှန်လမ်းကြောင်းတွေနဲ့ဝင်ရောက်နေလေလို့ဆိုပါတယ်ဒါကြောင့်လမ်းကြားပိတ်သွားမယ်ဆိုရင်ပါကစ္စတန်ကအီရန်စီကနေတိုက်ရိုက်သို့မဟုတ်သဘောတူညီမှုတစ်ခုနဲ့ရေနံရဖို့လှည့်မဲ့အလားအလာရှိနိုင်ပါတယ်နောက်ထပ်ထိခိုက်မဲ့နိုင်ငံက UAE ဖြစ်ပါတယ်သူတို့ရဲ့ရေနံတင်ပို့မှု62%ခန့်ကဟော်မုတ်လမ်းကြားကိုအားထားနေရပါတယ်UAE မှာ Habshan Fujairah ပိုက်လိုင်းရှိတဲ့အစားထိုးလမ်းကြောင်းတစ်ခုရှိပြီးရေနံ60%ထိလမ်းကြားမဖြတ်ပဲတင်ပို့နိုင်ပါတယ်။ဒါပေမဲ့ကြန့်ရှိတဲ့40%ပျောက်ဆုံးသွားမယ်ဆိုရင်ကြီးမားတဲ့ထိခိုက်မှုဖြစ်နေပါစေတယ်။ယူရိုပနိုင်ငံတွေဖြစ်တဲ့ပင်စစ်၊ဂျာမနီနဲ့အီတလီတို့လည်းပြင်းပြအားဖြင့်သူတို့ရဲ့ရေနံလိုအပ်ချက်10%ခန့်ကိုဟော်မုတ်လမ်းကြားမှာရရှိကြပါတယ်။လမ်းကြားပိတ်သွားမယ်ဆိုရင်သူတို့လည်းထိခိုက်မယ်။ကမ္ဘာတဝန်းလုံးအတွက်ကျွမ်းကျင်ပညာရှင်တွေကသတိပေးထားတာကရေနံဈေးနှုန်းတွေစီတစီကိုဒေါ်လာ150ကျော်ထိမြင့်တက်သွားနိုင်ပြီးကမ္ဘာလုံးဆိုင်ရာဈေးနှုန်းမြင့်တက်မှုစီးပွားရေးကျဆင်းမှုဂရိတ်ကြီးတစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်33ကီလိုမီတာသာရှိတဲ့ဒီသေးငယ်တဲ့နေရာလေးတစ်ခုကကမ္ဘာတဝန်းလုံးကိုလှုပ်ခတ်နိုင်လောက်တဲ့အင်အားကိုကင်တွယ်ထားတယ်ဆိုတာကိုမမေ့သင့်ပါဘူး။